အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုတော့ကျွန်တော်က fiber လေးပေါ့နော် fiber လေးတောက်မှာအမတို့ရောအတန်ဝင်ချောင်းဆိုးကြလာတော့မသိဘူးစညို့ဆိုတော့အတန်ဝင်ချောင်းဆိုးရလေတော်တော်လေးကိုမှဆိုးရသေးလားချောင်းဆိုးကအားရောပါပြတ်သွားရောပေါ့နော်ဒီလိုစိုက်ကြပါဦးအခုကဆောင်းရာတွေကအရင်အေးလာတယ်လေဆောင်းရာတွေကဆောင်းပုံတော့မှကြောင်းမလားမသိဘူးပိုအေးလာပေါ့နော်ပိုအေးလာပြီးတော့ချောင်းဆိုးရင်ကြက်လက်ချောင်းသားဒါတွေကဖြစ်လာရောတိလားဒီစိုက်ကြပါလို့ကျွန်တော်ကပြောချင်ပါတယ်အဲ့လိုပြောရင်းနဲ့ fiber လေးတောက်မယ်ပေါ့နော်ဒီမှာပါကျွန်တော် fiber ပြောပြီးပြီဘန်ဝက်ထဲတော့မထည့်ပြတော့ပေါ့နော်ဘာလဲဆိုဒါကျွန်တော်လည်းဟိုဒီ fiber တောက်ဖို့အချိန်ကဘယ်ချိန်အောင်မလဲညတကောင်ဘန်းကြီးရောက်သွားပြီကျွန်တော်ကဒီကြော်ညာရိုက်တာနဲ့တင်းတန်းတက်တာနဲ့ဗာနဲ့ဆိုရင်လေအဲ့ခါကျတော့ကျွန်တော်ကဒါလေးကိုတောက်ဖို့ပေါ့နော်ဖြောထားတာပါဒါလေးကfiber လေးလဲဆိုတော့HCR fiber လေးပေါ့နော်နောက်ရကြရင်တော့ ready juice လေးပါတောက်ပြမယ်နော် ready juice ကိုပါတောက်ပြမယ်သိလားကဲလာတောက်ကြပါဦးရှင်ဒီကောင်လေးကတော့ strawberry ဒိန်နေရနေနဲ့တောက်လို့ share ကောင်းအရှမ်းကောင်းသိလားအရှမ်းကောင်း ready juice ကိုပါစပွန်ဆာငှားမှရမယ်လို့စပွန်ဆာပြီးရင်တော့ကျွန်မကြော်ညာရိုက်ပြီးမယ်ကြိုက်တောက်ခိုင်းမှာတောက်ခိုင်းတော့တောက်ပါမတောက်ခိုင်းတော့မတောက်ဘူးအဲ့တော့ကျမရဲ့ကိုပိုင် brand လို့တော့မပြောနဲ့ဒါတော့ fiber s ပေါ့နော် fiber s ကတော့ဒါသူ့ရဲ့ဒါသူ့ကိုယ်တိုင်ကြိုက်လို့ရွေးချယ်ခဲ့တဲ့ brand ဟုတ်လိုအပ်တဲ့ဆိုတော့မှာလို့ရတယ်တထုပ်ကမှမြန်မာငွေ26,500ပဲရှိရပါတော့ဒီကဗီဒီယိုလေးကတော့ဒါသူ့ရဲ့ ACC lifestyle ဗီဒီယိုလေးပါရှင်ဒါတော့သူ့ရဲ့ပင်ကိုမူလစတိုင်ပေါ့နော်မူလစတိုင်အားလုံးလည်းမြင်တော့ကြရောပါနော်ပြီးပါပြီကြည်ပါပြီဒီတော့တောက်အောင်ပဲကြံပါတော့တယ်ကဲဒီဘူးလေးကပ်ပေးပါဦးခင်ဗျာကောင်းတယ်လေကြောင်းနာလေးတွေကဗိုက်တာမင်စီပြည့်သွားဒီထဲမှာလည်းဗိုက်တာမင်စီပါတော့တော်တော်လေးကောင်းဒါတောက်လိုက်လို့ဆိုရင်အိတ်ချင်းပြေပြီးတော့ကြော်ညာနောက်ထပ်တပုံးနှစ်ပုတ်ပါထပ်ရိုက်လို့ရတယ်မဟုတ်ရင်တော့သူကအိတ်ချင်းလို့အိတ်ပြောနေတာကြားလိုက်ပေါ့နော်ကဲအားလုံးပဲတတ်တာပါဘိုင်းပါရှင်